19ဇူလိုင်မမေ့နိုင်ဆိုတဲ့စကားလေးအတိုင်းပဲဒီနေ့ကတော့ဇူလိုင်လ19ရက်နေ့ပဲဖြစ်ပါတယ်ဇူလိုင်လ19ရက်နေ့ဆိုတော့အာဇာနည်နေ့ဖြစ်တာပေါ့ဗျာเนาะအဲဒါကြောင့်အာဇာနည်နေ့မှာဘူကြီးအောင်နေမျိုးစင်ရဲ့အတင်းအမှားစကားလေးကိုကျွန်တော်တို့အားလုံးနားထောင်ရအောင်လို့ကျွန်တော်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဘူကြီးအောင်နေမျိုးစင်လည်း credit ပေးပါတယ်ဗျာဒီသတင်းလေးကိုနားထောင်ပြီးတဲ့နောက်လည်းကျွန်တော်တို့အားလုံးအတွက်ပုံမိုးစီလုံး channel စိတ်တွေပေါ်လာမှာဖြစ်ပါတယ်အဲဒါကြောင့်အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်ဆိုတော့နားထောင်လိုက်အောင်ပြန်เนาะမှာကျွန်တော်တို့ရဲ့မြန်မာပြည်ပွားပြည်တော်စုသားအားလုံးကိုအာဇာနည်စိတ်ထားအာဇာနည်ရဲ့လုပ်ရက်ကိုတန်ဖိုးထားလေးစားဂုဏ်ယူခြင်းများနဲ့အတူနှုတ်ဆက်အပ်ပါတယ်ဒီနေ့ကြောင့်89နှစ်မြောက်အာဇာနည်နေ့ဟာဆိုရင်ကျွန်တော်တို့မြန်မာပြည်တော်စုသားများအားလုံးအတွက်ဝမ်းနဲ့ကြေကွဲဖွယ်ပုံမှုပြည်လျံသောနေ့တစ်နေ့ဖြစ်လိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်ပုံမှုဝမ်းနဲ့ကြေကွဲဖို့ကောင်းရတာပါလဲ။တကယ်တော့အာဇာနည်နေ့ဆိုတာဟာကျွန်တော်တို့နိုင်ငံကြီးကိုတိုင်းတစ်ပါးကြုံဘဝအောက်ကနေလွတ်မြောက်ဖို့အတွက်သူတို့ရဲ့အသက်ဘဝတွေကိုပေးဆက်စတဲ့ဆွန့်လွတ်ပြီးမြတ်သောယုံကြည်ချက်ခံယူချက်တွေနဲ့ဆွမ်းဆွမ်းတမန်တပွဲဝင်နေကြလို့ရန်သူတွေရဲ့လှုပ်ကြံတပ်ဖြတ်မှုကြောင့်ကြာဆုံးသွားတဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကိုတန်ဖိုးထားလေးစားဂုဏ်ပြုတဲ့အနေနဲ့နေ့စဉ်နေ့တိုင်းဝမ်းနဲ့ကြေကွဲမှုနိုင်ငံတော်ခမ်းနားကြီးကိုကျင်းပခဲ့ကြတာဖြစ်ပါတယ်။အာဇာနည်စိတ်သက်ရှိတဲ့သူတွေကိုတန်ဖိုးထားအပ်သောပြည်သူနိုင်ငံသားပြည်သူအစိုးရတွေအနေနဲ့သာအာဇာနည်လုပ်ရက်တွေကိုအတိမတ်ပြုတန်ဖိုးထားကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဟာပုံမဝမ်းနဲ့ကြေကွဲဖွယ်ရာဖြစ်ပါတယ်။လွန်ခဲ့တဲ့6နှစ်ဝန်းကျင်ကလွန်ခဲ့တဲ့6နှစ်ကျော်ပေါ့ဗျာပွင့်လင်းပြောရရင်တော့6နှစ်လောက်ဝန်းကျင်အားဆိုရင်လားပန်းမပန်ပေမဲ့နန်းဆန်လာတဲ့လှမ်းဟန်လေးနဲ့ကြွရောက်လာတဲ့ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်ကြီးဒေါန်ဆန်းစုကြည်အာဇာနည်ခေါင်းဆောင်ကြီးဒေါန်ဆန်းအာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးဒေါန်ဆန်းစုကြည်မေဆွေရဲ့ခြေလန်းလှမ်းဟန်နန်းမဆန်ပေမဲ့ပန်းမပန်ထားတဲ့လှမ်းဟန်လေးတွေကိုကျွန်တော်တို့အခုချိန်မှာအရန်ကိုလွမ်းကြံနေရပါတယ်မှန်ပါဗျာဆိုတော့အခုကျွန်တော်အဓိကပြောချင်တာကတော့မျိုးစစ်မှန်ခဲ့ပေမဲ့ပင်မတန်ခဲ့တဲ့အာဇာနည်မျိုးဆက်တွေအကြောင်းဖြစ်ပါတယ်အာဇာနည်မျိုးဆက်ဆိုတဲ့အထက်မှာဗိုလ်ချုပ်အောင်ဆန်းရဲ့တာကြီးဩရတလဲပါပါတယ်ပေါ့မျိုးစစ်မှန်ခဲ့ပေမဲ့အပင်မတန်ခဲ့ရှာအခုဒီကနေ့ဆိုရင်အခုသတင်းတွေမှာတက်နေတဲ့အတိုင်းဖက်စစ်အကြမ်းဖက်လူသက်ကောင်အမတန်မှပါနပ်ပြီးရုံမှာကောက်ကျစ်ဆင်းလဲကူချိုးရှာတဲ့ဖက်စစ်မင်းအောင်လှိုင်အုပ်စုဟာအမတန်မှပြောင်းချော်မျက်နှာပေးတွေနဲ့အာဇာနည်ဂုံးလို့ခေါ်တဲ့အာဇာနည်ဗိမ္မာန်လို့ခေါ်တဲ့မြင့်မြတ်သောစိတ်ထားရှိတဲ့သူတွေကိုသာမြုပ်နှံထားပြီးတော့မြင့်မြတ်မှုကိုတန်ဖိုးထားတဲ့ပြည်သူလူထုကတကယ်စိတ်ရင်းခံချက်အမှန်နဲ့တက်ရောက်ပြီးဝမ်းနဲ့ကြေကွဲစွာဥညွတ်ဂရဝပြုအပ်သောအခမ်းအနားမှာကောက်ချစ်ဘာကြောင့်ရုံးမှရက်ဆက်ကောက်ချစ်လို့ပြောရတယ်လဲအာဇာနည်မျိုးဆက်တွေအများကြီးရှိပါတယ်အာဇာနည်မျိုးဆက်တွေထဲမှာမှကျွန်တော်တို့အားလုံးသိတဲ့လူထုခေါင်းဆောင်ဒေါန်ဆန်းစုကြည်အားဆိုရင်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်ပါတယ်ကျန်သောအာဇာနည်ခေါင်းဆောင်ကြီးတွေတာသမီမိသားစုတွေရှိကြပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်သူမှမသိပါဘူးအဲ့တော့အာဇာနည်မျိုးဆက်လည်းဖြစ်ပြည်သူတရားလုံးကလည်းကြီးညိုလေးစားတန်ဖိုးထားပြီးတော့တိုင်းပြည်ကို2015နဲ့2020ဆိုတဲ့9နှစ်တာတော်တင်မှာနှစ်ပေါင်း80လောက်တော်တင်မကြုံဖူးခဲ့လောက်တဲ့တိုးတက်မှုတွေတည်ငြိမ်မှုတွေပျော်ရွှင်မှုတွေငြိမ်းချမ်းမှုတွေအနာဂတ်အတွက်ကိုအာမန်တက်ကြွစွာငါတို့စ조사ကြမယ်ဆိုတဲ့စီးလုံးညီညွတ်မှုတွေကိုအန်တီတိဆောက်ပေးနိုင်ခဲ့တဲ့အမျိုးသားခေါင်းဆောင်အဆင့်ရှိသောကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်မိစုကိုဘာမဟုတ်တဲ့လက်ပေးလက်ယူမှုဆိုတဲ့ရုံမာသောဆွဆွဲချက်တွေနဲ့မတရားဖမ်းဆီးထောင်ချထိမ့်သိမ်းထားတာအခုထက်တိုင်အသက်ရှိသေးလားမရှိသေးလားတော့မသိရတော့အောင်ပဲမင်းအောင်လိုက်ဖက်ဆက်အုပ်စုဟာရုံမာရိုင်းဆိုင်လွန်လာပါတယ်အမှန်လေးပဲဗျာနော်အမှန်လေးပဲရှင်နာတယ်ဗျာဒီမိုက်တက်လာတဲ့သတင်းတွေနဲ့နှိုင်းရှင်ချိန်ထုတ်ကြည့်အောင်လူထုကောင်ဆောင်ဒေါန်ဆန်းစုကြည်ကိုရွှေအနှဲငယ်လက်ပေးလို့ဆိုပြီးဖြိုးမင်းသိန်းတို့အုပ်စုကထွက်ဆိုတယ်ဆိုတဲ့ဆွဆွဲချက်နဲ့တကယ်တော့ဒီဖြစ်စဉ်ကကျွန်တော်အားလုံးသိခဲ့ပါတယ်ဖះမှာရွှေဌာပနာခဲ့တဲ့ဖြစ်စဉ်တွေပါဒါကိုကျွန်တော်တို့အားလုံးသိကြပါတယ်ဒါပေမဲ့ဖះမှာဌာပနာခဲ့တဲ့ရွှေကိုလက်ခံမှုနဲ့ဆိုပြီးတော့မတရားဖမ်းဆီးထောင်ချထားတဲ့အချက်ပါဖမ်းဆီးထောင်ချဖို့အမိန့်ပေးတဲ့ဖက်စစ်လူသက်ကောင်မင်းအောင်လှိုင်ရဲ့သမီးတွေဟာလာအိုတို့အိန္ဒိယနေတယ်ကျူးစားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်ဖက်စစ်မင်းအောင်လှိုင်အုပ်စုဟာနှိုင်းစရာမဲ့လောက်အောင်ရက်ဆက်ရုံမာသူတွေဖြစ်ပါတယ်ဒီလိုရက်ဆက်ရုံမာသူတွေနဲ့မတန်တဲ့မြေကိုအာဇာနည်ဗိမ္မာန်ကိုခြေချပြီးလေးပြုနေတဲ့အချိန်မှာကျွန်တော်ဟာဒီလို
ဘူကြောင်ဆန်းရုပ်တုတွေကိုလည်းဖြိုဖျက်တယ်အာဇာနည်ခေါင်းဆောင်တွေအပါအဝင်ရုပ်တုတွေကိုလည်းဖြိုဖျက်တယ်ဒီလောက်ရက်ဆက်ရုပ်မှာဥပဒေမဲ့တဲ့လူတစ်ယောက်ရဲ့အလေးပေးအရေးတယူပြုခြင်းကိုခံယူပြီးတော့နိုင်ငံတော်အဆင့်အခမ်းအနားတက်ရရင်ပြီးတော့ဆိုပြီးကားနဲ့ကြီးတွေစီးပြီးပဝါကိုစီပတ်ဆင်းရွှေရနာကိုစီနဲ့တိုင်းပြည်ထဲကလူပေါင်းတန်းနဲ့ချီပြီးငတ်ပြက်တေချေဒုက္ခရောက်နေတဲ့အချိန်မှာကိုယ်နဲ့မဆိုင်သလိုနေကြတဲ့အာဇာနည်မိသားစုဝင်တွေကိုကျွန်တော်နိုင်ငံသားတယောက်အနေနဲ့လွန်စွာတနာမိပါတယ်လွန်စွာမှဖခင်ကြီးတို့ဖြစ်တဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကိုရှက်ရွံ့မိပါတယ်သူတို့သားသမီးတွေရှက်မရှက်တော့မသိဘူးကျွန်တော်တို့သားသမီးမဟုတ်ပါဘူးဒါပေမဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့မြင့်မြတ်သောပေးဆက်ဆွလုံးအပ်သောတိုင်းပြည်တပြည်လုံးရဲ့အကျိုးနဲ့ရှင်ပြီးတော့ငါတို့အသက်ရင်းရဆိုတဲ့သူရဲကောင်းစိတ်သက်နဲ့ကြိုးပမ်းမှုပြုတ်ခဲ့သူတွေရဲ့မျိုးဆက်တွေဟာအခုလိုအချိန်ခါမှာလူသက်ရာဇဝတ်ကောင်ဖခင်ရုပ်တုတွေကိုဖြိုဖျက်သူတို့ရဲ့အာဇာနည်စိတ်သက်တွေကိုတင်းတက်နေတဲ့ဖက်စစ်ရာဇဝတ်ကောင်တွေနဲ့အတူတပွဲတဲ့တက်နှွဲတယ်ဆိုတဲ့မျိုးဆက်တွေကိုကျွန်တော်လွန်စွာမှတနာပါတယ်သူတို့ဘလောက်ကြီးပဲစိတ်အဆူကပေးထားလို့ကုမ္ပဏီကြီးတွေနဲ့ကြီးပွားချမ်းသာနေပါစေသူတို့ဘလောက်ကြီးပဲတိုက်ကြီးတာကြီးဥယျာဉ်ကြီးတွေနဲ့အာဇာနည်ခေါင်းဆောင်မိသားစုဝင်များဆိုပြီးတခန္ဓနာဝင်ကြွားစွာနေခွင့်ရနေပါစေအခုလိုတိုင်းပြည်တစ်ပြည်လုံးတည်ရရှင်ရည်တမျှတိုင်းပြည်ပြောင်းမတက်တိုင်းပြည်ကြီးကိုတခြားနိုင်ငံတွေကအုပ်စီးပြီးအချုပ်ချာအာဏာလူယူသွားမတက်ဖြစ်နေရတဲ့အချိန်မှာမိမိတို့နဲ့မဆိုင်သလိုနေရင်တနေ့တစ်ခါတက်ခွင့်ရတဲ့အခမ်းအနားအတွက်ကိုပဲပြင်ဆင်နေကြမယ်ဆိုတဲ့မျိုးဆက်တွေကိုလွန်စွာမှတနာပါတယ်အဲကျွန်တော်အနေနဲ့ပြောချင်တာကကျွန်တော်လွန်ခဲ့တဲ့10နှစ်ခန့်ဝန်းကျင်တုန်းကအာဇာနည်ဗိမာန်ပေါ်ကိုကလေးသူငယ်ပေါင်း100ခန့်နဲ့ဗိုလ်ချုပ်ဆန်းပုံစံစင်တူဝစ်စုံလေးတွေဝစ်ဆင်ပြီးတက်ရောက်လေးပြုခဲ့တာပြည်သူလူထုမှတ်မိပါလိမ့်မယ်ကျွန်တော်ကအာဇာနည်စိတ်ဓာတ်ဆိုတဲ့အကြောင်းအရာနဲ့ပြောချင်တာပါအခုနှွေဦးတော်လှန်ရေးမှာပါဝင်ထမ်းဆောင်နေကြတဲ့ PDF တပ်ဗိုလ်တပ်မှုတွေထဲအာဇာနည်စိတ်ဓာတ်နဲ့ရဲရင်ပြောင်မြော့စွာဖက်စစ်စနစ်ကိုတိုက်ခိုက်နေတဲ့အထဲမှာလွန်ခဲ့တဲ့10နှစ်ကျော်တုန်း10နှစ်ခန့်ကကျွန်တော်ဥဆောင်ပြီးတော့ဗိုလ်ချုပ်ဝစ်စုံနေနဲ့အာဇာနည်ဗိမာန်မှာတက်ရောက်လေးပြုခဲ့မှုတဲ့ကလေးလေးပါပါတယ်အဲ့တော့သူတို့ကတော့10နှစ်ကျော်လေးတွေပေါ့အခုတော့သူတို့18 20ကျော်တွေဖြစ်ကုန်ပြီပေါ့ဟုတ်ပါတယ်နော်အခုသူတို့အာဇာနည်စိတ်ဓာတ်နဲ့အာဇာနည်လုပ်ရက်ကိုလက်တွေ့ကျင့်သုံးပြီးတော့မြေပြင်မှာတိုက်ပွဲဝင်နေကြပါတယ်အဲ့တော့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့အာဇာနည်စိတ်ဓာတ်နဲ့ကျွန်တော်တို့မျိုးဆက်တွေကိုရောခေတ်ဆက်ဖက်စစ်အကြမ်းဖက်နေဝင်ရအစတန်းရွှေမင်းအောင်လိုင်းအစိုးအာနာရှင်အတီးတီးကိုခုခံတွန်းလှန်တိုက်ဖြတ်ခဲ့ကြတဲ့အာဇာနည်ပုဂ္ဂိုလ်အားလုံးကိုရောကျွန်တော်အနေနဲ့အထူးလေးစားဂုဏ်ပြုရင်းနဲ့အာဇာနည်တို့ရဲ့မျိုးဆက်ဖြစ်ပေမဲ့အာဇာနည်စိတ်ဓာတ်ကိုဆက်လက်မကျင့်သုံးနိုင်ပဲအာဇာနည်စိတ်ဓာတ်ကိုဖျက်ဆီးနေတဲ့တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ကျွန်တော်တို့အမိပြည်မြေပုံကြီးကိုဖျက်ဆီးနေတဲ့ဖက်စစ်ကြမ်းဖက်တွေနဲ့တူတပွဲတဲ့တက်နှွဲတဲ့အာဇာနည်မျိုးဆက်အားလုံးကိုပြည်သူလူထုကိုစားဝန်းနေစွာရှုတ်ချပါတယ်ဖခင်မျက်နာကိုအုံမဲတုတ်ကြတဲ့မျိုးမတန့်သူတွေဖြစ်ဝန်းနေစွာကျွန်တော်တို့သုံးသပ်ပါတယ်အဲကြောင့်မလို့လူကြီးမင်းတို့အားလုံးအာဇာနည်မျိုးဆက်လို့ခံယူထားတဲ့ပုံကိုယ်တွေအားလုံးအာဇာနည်စိတ်တဲ့အာဇာနည်လို့ရအာဇာနည်တို့ရဲ့တမိုင်းအမွေအများပြည်သူကောင်းစားဖို့ကြိုးစားခြင်းနဲ့မြင့်မြတ်သောစိတ်သက်လက်ဆင့်ကမ်းမခံမဲနဲ့အာဇာနည်ဗိမာန်ပေါ်ကိုနောက်နှစ်ခါများမှာတက်နှွဲမယ်ဆိုတဲ့စိတ်ကူးမကူးသင့်ဘူးဆိုတဲ့အကြောင်းမြန်မာပြည်သားများရဲ့ကိုစားတင်ပြလိုက်ပါတယ်လူထုကောင်းဆောင်ကြီးဒေါန်ဆန်းစုကြည်တက်ရှိတင်ရှားရှိနေပါစေဖက်စစ်လူရုပ်မှာလူသက်ကောင်တို့ရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေဖက်စစ်လူရုပ်မာတွေကိုမြေတောင်မြောက်ပေးနေတဲ့ဖက်စစ်ဝင်ရိုးတန်းနိုင်ငံများဖြစ်တဲ့ရုရှားဘယ်လာရုစ်တရုတ်စတဲ့နိုင်ငံကရုပ်မာသောခေါင်းဆောင်များအားလုံးကြဆုံးပါစေကျွန်တော်တို့မြန်မာပြည်ကြီးလွတ်မြောက်အောင်ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကနေလွတ်လပ်အောင်စွမ်းစွမ်းတမန်တိုက်ပွဲဝင်နေတဲ့မြန်မာနိုင်ငံနေရာနဲ့တီးတီးကအာဇာနည်စိတ်ဓာတ်ရှင်ခုခံတော်လှန်ရေးသမားလူငယ်လူလက်တပ်ဖို့တမှုအားလုံးကိုလေးစားစွာချီးကျူးဂုဏ်ပြုရင်းအာဇာနည်နေ့အမှတ်တရတင်ပြလိုက်ပါတယ်မျိုးစစ်မှန်ပြီးပြင်တန်ကြပါစေဟုတ်ကဲ့ပါဒါတော့ဗိုလ်ချုပ်နေမိုးစင်ရဲ့ဗီဒီယိုပိုင်းဖြစ်ပါတယ်ဗျနော်ပြောရတဲ့စကားတွေကကျွန်တော်နားထောင်နေပြောမှဆိုရင်ကျွန်တော်ပေါ့နော်စက်သိန်းတွေထားရတော့မလုံးဝမန်နဲ့ပြောရဆိုတော့လုံးဝအားရတယ်ဗျနော်ဆိုတော့စဉ်းစားကြည့်လိုက်ပါဗျနော်ကျွန်တော်နိုင်ငံမှာဒါဒီမျိုးခေါင်းဆောင်နေအုပ်ချုပ်ရတယ်ဆိုလို့ရှိရင်ဘယ်လောက်ထိတိုးတက်မှာလဲဗျာဘယ်လောက်ထိတောက်ပရတော့မှကျွန်တော်နိုင်ငံပေါ့နော်အာရှမှာကြားတကောင်လို့ဖြစ်နေမှာလဲအဲ့စဉ်းစားကြည့်လိုက်ဗျာရင်နာဖို့ကောင်းတယ်ဗျာနော်ရင်နာဖို့ကောင်းတယ်ကျွန်တော်နိုင်ငံကိုကျိုးအတွက်ပဲကြည်တော့မှအုပ်ချုပ်နေတဲ့ကောင်တွေကအုပ်ချုပ်တယ်နေရာရတော့တယ်ဆိုတဲ့အတွက်
နိုင်ငံကပိုပြီးမှစုပ်သွားတာပေါ့ဗျာနော်နားထောင်ရင်းနဲ့လုံးဝရင်သာလို့မဆုံးအဲကြောင့်ကျွန်တော်ဘာလုပ်ရမှာလဲကျွန်တော်တွန်းလှန်ရမယ်အဲကြောင့်ကျွန်တော်ဒီရဲ့ຫນွေတူလိုင်းရုပ်ကိုနိုင်အောင်တိုက်ရမယ်နိုင်အောင်တိုက်တဲ့နေရာမှာလည်းကျွန်တော်စီလုံးဖို့လိုအပ်တယ်နော်အဲကြောင့်စီလုံးပေးကြပါလို့ကျွန်တော်မြေတရက်ခံပါတယ်ကျွန်တော်အနေနဲ့ကလည်းအမေစုတချိထင်ရှားရှိနေသေးပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ယောဂတရားရှိလို့ဆိုလို့ရှိရင်အမြန်ဆုံးပျောက်ကင်းပါစေလို့ကျွန်တော်ဆုတောင်းပါတယ်နောက်နေ့များမှာအဖေဖြစ်တဲ့ဘိုးစိုးအောင်ဆန်းရဲ့အာဇာနည်ပြိမှန်ကိုလည်းပေါ့နော်တတ်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အကောင်းဆုံးကတော့မကြခင်မှာအမြန်ဆုံးပြည်သူတွေနဲ့နှီးဆက်ပြီးတော့မှကျမ်းမာချမ်းသာစွာနဲ့နေထိုင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျဆိုတော့မိဘပြည်သူများအနေနဲ့လည်းကိုယ့်ရဲ့ဆန္ဒကို comment မှာရေးခဲ့ပြလို့ရပါတယ်ဗီဒီယိုလေးကိုများများလေး share ဖို့အတွက်ကိုလည်းတောင်းဆိုချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်